ကဲတပိတွေဖားရိုက်ဟန်ဆောင်ပြီးထွက်ခဲ့ကြတတိထား ဆရာဒီနေရာပဲ ဆရာဘာမှလည်းမရှိပါဘူးပြန်ကြရအောင်ဗျာထူးဆန်းတယ်ကဲဒီနေ့တော့ပြန်ဦးစို့ ရှူတိတ်တိတ်နေဟိုမှာပေါ်လာပြီ သူ့ကိုယ်ခန္ဓာကအဲ့ဒီမှာကိုဆရာဒါကြီးကတကယ်အလုပ်ဖြစ်ပါမလားအေးကြည့်နေလိုက်ဒီနေ့တော့အတော်ကိုချောနေစေရမယ် ဘာဖြစ်တာလဲဘာလို့တက်လို့မရတာလဲ ဘလို့လဲစုံမကြီးကိုနဲ့ခေါင်းနဲ့မကတ်တော့ဘူးလားအာ ဆရာကြီးရဲ့ကူညီပါကျမမှားပါပြီနောက်ဆိုရွာသားတွေကိုလည်းမချောက်တော့ပါဘူးကောင်းကောင်းပဲနေပါမယ်ခေါင်းလေးပြန်တက်ပေးပါဦး ကဲမောင်ရှုပ်ရေးစေးပါလိုက်စမ်းမှတ်ထားပညာရှိရင်တရေတောင်ချော်လဲတယ်ဟေး